အားလုံးမင်္ဂလာပါခုဗီဒီယိုမှာကျွန်တော်က Repeat မှာ Tag Family တစ်ခုကိုဘယ်လိုဖန်တီးရမလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံး Tag Family တစ်ခုကို Repeat မှာဖန်တီးဖို့ဆိုရင်ကျွန်တော်တို့အနေနဲ့ Repeat Tag Family template တစ်ခုရေးပေးဖို့လိုတယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်ကဒီ Family ကနေ New ကိုတွားလိုက်ပါမယ်ဒီကနေမှာကျွန်တော်တို့ရဲ့ဒီ family template ထဲမှာကိုရဲ့ဒီနိုင်ငံပေါ့နော်ဒီ format တွေရွေးထားတဲ့ဟာကိုရွေးလိုက်မယ်ပြီးရင်ကျွန်တော်တို့မှာ okay sorry ကျွန်တော် English ကိုရွေးလိုက်မယ်စင်ကာပူလည်းရွေးလို့ရပါတယ်တကယ်လို့ကိုကပေးလက်မနဲ့သုံးချင်တယ်ဆိုတော့ Emperor နဲ့ရွေးလို့ရတယ်ပေါ့နော်ဒါကတော့ metric ပေါ့အဲ့ထဲမှာကျွန်တော်တို့ကဒီ annotation ဆိုတဲ့ folder လေးရှိပါတယ်အဲ့ဒီ folder လေးတွေကိုကျွန်တော်ဝင်လိုက်မယ်ဆိုရင်metric generator ဆိုတဲ့ template လေးရှိပါတယ်ကျွန်တော်တို့ metric generator okay ဒီမှာအဲ့တော့ဒီကျွန်တော်တို့ကဘယ် tag family ကိုပဲပြုလုပ်ခြင်းဘယ် element အတွက် tag family ဥပမာ pipe tag လား dead tag လား electrical equipment tag လား lighting အတွက် tag လားနောက်ဒါမှမဟုတ်ကျွန်တော် air terminal အတွက် tag လား wall အတွက် tag လားဘယ် element အတွက်ဖြစ်ကျွန်တော်တို့ကဒီ template ကိုအသုံးပြုရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာတော့သူ့ရဲ့ဒီလောက်ပြီးသား template တွေရှိဥပမာ window အတွက်ဆိုသူက window tag ဆိုပြီးတန်းပြီးတော့ခွဲထားတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ကဒီ general tag ကနေလည်း window tag ဆိုတော့ဖန်တီးလို့ရတယ်ပေါ့နော်ဒါကတော့ဒီထဲမှာ bit in ပါပြီးသားတဲ့ template တွေပေါ့အဲ့ဒါပေမဲ့သူက element တွေအကုန်လုံးတော့မပါဘူးတချို့တော့ပဲပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီရေးဘူးအားဖြင့်ကိုကြိုက်တဲ့ element တွေပြုလုပ်လို့ရမယ်ကိုပါကိုပဲဖန်တီးမယ်ဆိုရင်ကျွန်တော်တို့က matrix channel tag ကိုရွေးလိုက်ရင်ရပါပြီအဲ့တော့ကျွန်တော် open နေလိုက်မယ်Okay အဲ့တော့ကျွန်တော်တို့ကဒီမှာဒါကသူ့ရဲ့ဒီ generate tag ရဲ့ template စပြီးတော့ပွင့်လာတဲ့ပုံပေါ့နော်tag family ဖြစ်တဲ့အတွက် 2D ဖြစ်တယ် 2D ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီအပေါ်က create မှာကြည့်မယ်ဆိုရင်ပုံမှန်တိုင်း 3D family လောက်တဲ့ဒီ matrix generate model နဲ့မတူတာဆိုရင်ဒီမှာကျွန်တော်တို့ကဒီ execution တို့ blank တို့ဒီလိုမျိုး geometric form တွေမပါတော့ဘဲနဲ့တခါတည်းသူက create မှာကျွန်တော် line တို့ symbol တို့ masking region တို့ face region တို့ text တွေ dimension တွေဒါတွေပဲပြတော့တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီဘက်က project browser မှာဆိုလေ reference label တွေ elevation တွေ 3D တွေမရှိတော့ဘူးသူကတခါတည်းဘာပဲရှိတော့လဲဆိုတော့ sheet နဲ့ family နဲ့ပဲရှိတော့တယ်ပေါ့နော်အဲ့တော့ဒါကြီးကွာသွားတယ်ကျွန်တော်အလဲကောင်းမှာသူကဘာလေးရေးထားလဲဆိုတော့note မှာရေးထားတာက use property ပေါ့နော် property ကိုအသုံးပြုပြီးတော့တဲ့ family category and parameter to set the tag category အဲ့တော့ property ကိုအသုံးပြုပြီးတော့ဒီကိုဘယ် category အတွက် tag family ကိုပြုလုပ်ချင်တာလေဥပမာကျွန်တော်တို့က pipe အတွက်လုပ်ချင်တာလား dead အတွက်လုပ်ချင်တာလားဒါဆိုရင်တော့ကျွန်တော်တို့က category ကို property ကနေပြီးတော့ဒီ family category ရွေးပြဖို့လိုရပေါ့နော်ပြီးတော့ insertion point က intersection of the reference plane ဆိုတော့ကျွန်တော် tag family ရဲ့သူ့ရဲ့ insertion point ကဒီ reference plane နှစ်ခုဖြတ်သွားတဲ့နေရာပေါ့နော်ဒီနေရာ insertion point ဒါကတော့ default အနေနဲ့ရှိရပါပဲနောက်ပြီးတော့ delete this node before use ဆိုတာကျွန်တော်တို့ကဒီဟာကိုဖျက်ပစ်လိုက်လို့ရတယ်သူကဒါကျွန်တော်တို့ဒီဘယ်လိုပြောရမလဲဘယ်နေရာမှာဘယ်လိုသုံးပြလို့ရမလဲဆိုတာကို file လေးနဲ့ပြထားပါဘောနော်အဲ့တော့ကျွန်တော်ဒါကို delete ပြလိုက်လို့ရတယ်ပြီးရင်တော့ကျွန်တော်တို့က okay အဲ့ဒါဆို property ကိုသုံးပြဆိုရယ် property ကိုသွားမယ်အဲ့ဒီမှာသူက family category ရဲ့ parameter ကိုသွားလိုက်မယ်အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ကကိုဘယ်အတွက် tag ပြုလုပ်ချင်တာလဲ air terminal အတွက်လားเนาะကျွန်တော်တို့ဒီမှာ cable tray fitting အတွက်လား ceiling အတွက်လား column အတွက်လားကိုကျွန်တော်တို့ကြိုက်တာရွေးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာလောလောဆယ်တော့ pipe အတွက် tag ပြုလုပ်ပလိုက်ပါမယ်okay pipe တွေပြုလုပ်လိုက်ပြီ okay pipe တွေရေးပြီးသွားရင်နောက်ပြီးဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့က create ထဲမှာသွားပြီးတော့ဒီ tag ဆိုတဲ့နေရာလေးမှာရှိတဲ့ label ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါမယ်အဲ့တော့ label ဆိုတော့နှိပ်လိုက်မယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီဘက်မှာ tag level ဆိုပြီးသူ့ရဲ့ဒီ tag size ပေါ့နော်ဒီစာသား size ကိုကျွန်တော်တို့ကပြောင်းလို့ရမယ် 3mm လောက်ပဲရေးထားတယ်အဲ့တော့ကျွန်တော် edit style လို့နှိပ်ပြီးတော့ကိုလိုချင်တဲ့ size ကိုဒီမှာduplicate လုပ်ပြီးတော့နောက်တစ် size ပြောင်းလို့ရတယ်ဒါမှမဟုတ်3mm ပေါ်မှာပဲ override လုပ်ပြီးတော့ကျွန်တော်တခါတည်းသူ့ရဲ့ text size ကိုပြောင်းလို့ရတယ်ဒီမှာ font တွေပြောင်းလို့ရမယ်ပေါ့နော်အဲ့တော့လောလောပဲကျွန်တော် 3mm ပဲသုံးပြီးတော့ကျွန်တော်ကြိုက်တဲ့နေရာကို click လိုက်လို့ရတယ်ဒါပေမဲ့ကျွန်တော်ကလောလောပဲဒီအလဲကောင်ပဲ click လိုက်မယ်တစ်ချက် click လိုက်တာ ਨੇ သူကဒီ edit level ဆိုတဲ့ဘောက်လေးပေါ်လာပြီးတော့ဒီဘက်ဘေးနားမှာ parameter တွေကျလာပါတယ်အဲ့တော့ဒီ parameter တွေကဘယ်က parameter လဲဆိုတော့ pipe နဲ့ပတ်သက်တဲ့ parameter တွေပေါ့နော်pipe နဲ့ပတ်သက်တဲ့ parameter တွေဒီမှာကျလာတယ်အဲ့ဒီအချိန်မှာ
ကိုသုံးညင်တဲ့ parameter တွေပါလားကျွန်တော်ကြည့်ရမယ်အဲ့တော့ဒါကတော့system parameter လို့ခေါ်တာပေါ့နော်အဲ့တော့တကယ်လို့ parameter တွေအကြောင်းမသိသေးဘူးဆိုရင်တော့ကျွန်တော်အောက်က description ထဲမှာ link ချထားပေးမယ်အဲ့မှာသွားပြီးတော့ဟို parameter တွေအကြောင်းကိုကြည့်လို့ရမယ်ပေါ့နော် okay အဲ့တော့ဒီမှာကျွန်တော်တို့ကဒီဟာ system parameter ဖြစ်တယ်အဲ့တော့ကျွန်တော်တို့အသစ်ထပ်ထည့်ထားတဲ့ parameter တွေမဟုတ်ဘူးဒါက Revit ထဲမှာ default ပါတဲ့ parameter တွေတကယ်လို့များကျွန်တော်တို့ကparameter အသစ်တစ်ခုပေါ့နော်ကိုယ့်ဘာကိုအသစ်ထပ်ထည့်ခြင်းနဲ့ဆိုရင် tag family အတွက်ဆိုရင်ကျွန်တော်တို့က share parameter ဖြစ်မှာရမယ်အဲ့တော့ share parameter အကြောင်းမသိသေးဘူးဆိုရင်လည်းကျွန်တော်တို့အောက်က description က link ထဲမှာ share parameter အကြောင်း video ရှိတယ်အဲ့ဒါကိုရှင်တွားကြည့်လို့ရတယ်ပေါ့နော် okay အဲ့တော့လောလောဆယ်တော့ကျွန်တော်ကဒီ family မှာဒီထဲကဒီ parameter တွေပဲအသုံးပြုသွားမယ်ဥပမာကျွန်တော်က site byte site ကိုပြမယ် okay အဲ့တော့ byte site ရှေ့မှာကျွန်တော်ကဒီ dimension လို့ဟာမျိုးလေးထည့်ခြင်းထည့်လို့ရတယ်ပေါ့လောလောဆယ်တော့မထည့်ဘဲနဲ့ကျွန်တော် fan သုံးကြည့်လိုက်မယ် site ဆိုပြီးရွေးလိုက်မယ်အဲ့တော့ simple value ဒါvalue ရဲ့ရှေ့မှာလာမယ်တန်ဖိုးရှိမယ် ကျွန်တော်တို့ကတကယ်လို့များဒါဆိုရင်နောက်မှာ millimeter လား meter လားတန်ဖိုးပြခြင်းကြိုထည့်ထားခဲ့လို့ရတယ်လောလောဆယ်ကျွန်တော်ဒီတိုင်းပဲထားခဲ့မယ်အဲ့တော့ site ဆိုပြီးတော့ပြတယ် okay ဒါဆိုရင်တကယ်တမ်း tag family ကပြီးသွားပြီလို့တော့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်တို့က site အတွက်ပဲလိုချင်နေဆိုရင်အဲ့ဒါဆိုရင်ကျွန်တော်က new project ကျွန်တော်တစ်ခုဖွင့်လိုက်မယ် metric generate system for metric okay ပြီးရင်ကျွန်တော်ဒီထဲမှာ byte ဆိုပြီးဆွဲလိုက်မယ်ပေါ့နော်ကျွန်တော် byte 105ပဲ20 32 okay ကျွန်တော်ဒီလို byte လေးဆွဲလိုက်မယ်ပြီးတော့ခဏ family ကိုကျွန်တော်ကလောလောပဲကျွန်တော် family name တွေပါမထည့်တော့ဘူးနေတိုင်းပဲ into project ဆိုပြီးစမ်းပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာခုဆိုရင်အဲ့တော့ tag တွေကိုထိုးတဲ့ချိန်မှာဒီ attach and ဆိုရင်သူကနေရာတွေပြောင်းလို့မရဘူးသူပေါ်ခြင်းတဲ့နေရာကိုဒီခါလေးပေါ်လာတယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ free and လို့သာပြောင်းလိုက်ရင်တော့ကိုကြိုက်တဲ့နေရာကိုဒီ tag ကိုရွှေ့သွားလို့ရတယ်ဒါဆိုရင်150နော်ကျွန်တော်တို့20okay သူ့ထောက်ကြည့်လိုက်မယ် family 1ဒါကျွန်တော်တို့ family ပဲအဲ့တော့သူက site ကိုတစ်ခါလေးထည့်ထားတယ်အဲ့တော့သူကဒီမှာဗာပြလဲဆိုတော့32 mm ကျွန်တော်တို့ဒီ diameter ဆိုပြီးတော့တစ်ခါလေး tag ပုံစံလေးပြတယ်ပေါ့ဒါပဲဒါ tag family တက်ပြီးသွားပြီအဲ့ချိန်မှာကျွန်တော်တို့ကဗာထည့်ခြင်းလဲဆိုတော့ဥပမာ system type လို့ဟာမျိုးထည့်ခြင်းလားဒါမှမဟုတ် command ကဟာမျိုးထည့်ခြင်းလားဥပမာကျွန်တော်က command ဆိုရင်ကျွန်တော်ဒီမှာတစ်ခုပဲရေးလိုက်မယ်ပေါ့ဗျာ test ဆိုရေးထားမယ် okay ဒါပေမဲ့ကျွန်တော်ကဒီ diameter ရဲ့အောက်မှာဒီ command မှာရေးထားတဲ့စာသားတစ်ခုကိုပြခြင်းတယ်ပေါ့နော်အဲ့တော့ဒီ tag family ထဲမှာဘာထည့်ရမလဲဆိုတော့ဒီ site ရဲ့နောက်မှာsite ရဲ့နောက်ပြီးတော့ခဏ command ရဲ့ဆိုတဲ့ parameter ပါမယ်ပေါ့အဲ့တော့ကျွန်တော် site ကို select မှတ်လိုက်တယ်ပြီးတော့ edit ကိုနှိပ်မယ်အဲ့တော့ဒီထဲမှာ command ပါလာကျွန်တော်ကြည့်မယ်command ဆိုတော့ကျွန်တော် C okay command ပါတယ်တို့ထည့်လိုက်မယ် okay this is a simple command ဆိုတာဘယ်ကလာလဲဆိုတော့ကျွန်တော်တို့ကဒီနားလေးမှာသူက simple value ဆိုတော့ရိုက်ထားတဲ့ဟာပါတယ်ဒါကခုကြိုက်တာရိုက်ထားခဲ့လို့ရတယ်project ထဲမှာယူသုံးလိုက်ရင်သူကဒီ project ထဲမှာရှိတဲ့ value ကိုဒီနေရာမှာပြပေးမှာပေါ့နော်ဒီထဲမှာတော့သူက sample value အနေနဲ့ပြအဲ့တော့ကျွန်တော်ဒီမှာ figure လုံးတချို့ပဲရိုက်ထားလိုက်ပါမယ် testing ပေါ့နော် okay လောလောပဲဒီတိုင်းပဲရှိနေဒီတိုင်းပဲကျွန်တော်သုံးကြည့်မယ် okay ဒါဆိုရင်သူကဒီပိုက်နောက်မှာဆိုရင် test ဆိုပြီးတော့လာပေါ်တယ်အဲ့တော့ဒီ test ဆိုတဲ့စာသားပဲရလဲဆိုတော့ကျွန်တော်ပိုက်မှာရေးထားတဲ့ command ကဟာအဲ့တော့ဒီဘက်ကဟာဒီမှာမပေါ်ဘူးဘာလို့လဲဆိုတော့သူ့ရဲ့ command မှာကကျွန်တော်တို့ကဘာမှမရှိသေးဘူး okay ဒီမှာ test လို့ရလိုက်ရင်ဒီမှာလည်းလာပြီးပေါ်မယ်ဒါဆိုရင်ကျွန်တော်လာပြီးပေါ်တယ်အဲ့တော့တစ်ခါတလေမှကျွန်တော်တို့ကဒီလိုတွဲရက်မရခြင်းဘူးအပေါ်အောက်ရခြင်းနဲ့ diameter ပြီးရင်အောက်ကတစ်ချောင်းမှာကျွန်တော်လိုချင်တဲ့တက်မို့လာပြီးတော့ကြာဖြစ်ခြင်းတယ်ပေါ့နော်အဲ့တော့ဥပမာခုဆိုရင်ကျွန်တော်ကဘာထပ်ထည့်မလဲဆိုရင်ဒီ testing ဆိုတဲ့ဟာကိုဒီ site ရဲ့အောက်မှာကြာဖြစ်ခြင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်က select မှတ်မယ် edit label ကိုတွားမယ်အဲ့တော့သူကနောက်မှာဘာပါလဲဆိုတော့ break ဆိုတာလေးပါတယ်break ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ရင် site နဲ့ testing တွေကဒီလို auto အောက်ကိုရောက်သွားတယ်အဲ့တော့သူကနောက်က break ဆိုတာလေးကိုနှိပ်ပြလိုက်တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့က into project
okay ပေါ်ဟောင်းနေလိုက်မယ်အဲ့တော့သူကဒါဆိုရင်ကျွန်တော် test ဆိုတဲ့စာသားလေးကအောက်ကိုရောက်သွားတယ်ဒါမျိုးအနေနဲ့ကျွန်တော်တို့က break ဆိုတာကိုသုံးလို့ရတယ်အဲ့တော့ဒီမှာ slash မှတ်မယ် edit နိုင်မယ်အဲ့တော့ကျွန်တော် break ကဘယ်လိုလုပ်လို့လဲဆိုတော့ဒီကျွန်တော်ထည့်ထားတဲ့ parameter တစ်ခုပြီးတာနဲ့အောက်တစ်ခုကိုနောက်ထပ်ပါတစ်ခုသွားမယ်ဆိုပြီးသူက enter ခောက်ခိုင်းလိုက်တာပေါ့နော်အဲ့ဒါဆိုတော့ဒီအောက်ကိုရောက်သွားတယ်အဲ့တော့ဒါကိုကျွန်တော်တို့က break အနေနဲ့သုံးတယ်အဲ့တော့ဒီမှာ site ကခဏလို့မဟုတ်ဘဲနဲ့ကျွန်တော်ဘာကိုယူသုံးလို့ရသေးလဲဆိုတော့ဒီထဲမှာဟိုရှိနေတယ် diameter ပေါ့နော် diameter ဆိုရင်ပြီးရင်ကျွန်တော်ဒီ diameter ကိုရှေ့ရောက်စီအပေါ်ရောက်စီခြင်းတရားကိုထားမယ်diameter ဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့ into project diameter ဆိုရင်သူက millimeter ပါတယ်ခဏ diameter sign လေးတော့မပါတော့ခဏ site မှာတော့ကျတော့ diameter sign လေးနောက်မှာပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ105ပဲရှေ့မှာထည့်ချင်တာ diameter sign လေးဆိုရင်ဘယ်ဟာကိုသွားယူမလဲဆိုတော့ computer မှာပါလဲဆိုတော့ character math ဆိုတာလေးပါတယ်အဲ့တော့ကျွန်တော် search box ကနေပြီးတော့ character character math လို့ရိုက်လိုက်ရင်အဲ့တော့ဒီမှာကြာလာရင်ဒီမှာ diameter sign လေးရှိတယ်အဲ့တော့ကျွန်တော် copy ကူးလိုက်မယ်ပြီးရင်ခဏ tab family ကိုသွားမယ်ဒီ label ကို select မယ် edit label prefix မှာကျွန်တော်တို့ control v နဲ့ပြီးတော့ထည့်လိုက်မယ်ဒါရပြီအဲ့တော့တကယ်လို့ command ထည့်ခြင်းဘာထည့်ခြင်းလဲကျွန်တော်တို့က system type ထည့်ခြင်းတယ်အဲ့တော့ system type ရှိလာတယ်မှာရှာလိုက်မယ်အဲ့ system type ရှိတယ် system type ထည့်မယ်ပြီးရင် break donate ထားကြတယ်ဘာလို့ကျွန်တော်အောက်ကို diameter ပြီးရင် system type ကိုအောက်မှာလာပေးခြင်းတယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့က105ပဲ hydronic supply အဲ့တော့ဒီမှာလည်းနောက်ပြီးတော့ဒီ hydronic supply နဲ့ဒီ diameter တန်မိုးနဲ့ကိုဒီကျွန်တော်တို့ align လုပ်ချင်တယ်ပေါ့နော်ဒါဆိုရင်ဒီဘက် channel ကို align လုပ်ထားခြင်းတယ်ဆိုရင်ကျွန်တော်ဘာလုပ်လို့ရအောင်မလဲဆိုတော့ဒီမှာhorizontal line ဆိုရှိတယ် vertical line အဲ့တော့ vertical line လောလောဆယ်က middle ဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ကsorry horizontal line ကအလဲဖြစ်နေပေါ့အဲ့ဒါကိုကျွန်တော်တို့က left လို့ထားလိုက်မယ်ဒါဆိုရင်သူကဒီဘက်ဘေးကိုရောက်သွားပြီပေါ့နော်အဲ့ကျွန်တော်ဒီနောက်လေးနောက်ကိုရွှေ့ထားလိုက်မယ်ပြီးတော့ link to project okay ဒါဆိုရင်ကျွန်တော်တို့ကဒီဘက်ရှေ့ကိုညီသွားပြီကျွန်တော်တို့လိုချင်တဲ့ပုံမှာထားလို့ရတယ်ပေါ့နော်အဲ့တော့တစ်ခါလေးမှာကျွန်တော်တို့ကဒါလေးတွေကိုဘောင်လေးတွေထည့်ဖို့လိုလာတယ်ဘောင်လေးထည့်ဖို့လိုလာဆိုရင်လည်းဘယ်လိုလုပ်လို့ရလဲဆိုတော့ create ထဲမှာ line ရှိတယ်အဲ့ကျွန်တော်ဘောင်လေးကိုထည့်လိုက်မယ်ပြီးတော့ဒီအလဲရနေပြီးတော့ကျွန်တော် line လေးတစ်ကြောင်းဆွဲလိုက်မယ် okay ပြီးတော့ okay ဒါရနည်းနည်းလေးခြုံလိုက်မယ်ပေါ့ဗျာ hydronic supply နည်းနည်းကျဲမယ်ထင်တယ် okay okay အဲ့ချိန်မှာကျွန်တော်မှန်တော့မှန်တယ်ဒါပေမဲ့ဒီလိုမျိုးအလဲရ line ကဘာဖြစ်နေလဲဆိုတော့105 mm နဲ့ hydronic supply ရဲ့ကြားထဲမှာပျောက်နေရပေါ့နော်အဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့က family ကိုပြန်သွားကြည့်မယ်ဆိုရင်ဒီကောင်က level တစ်ခုတည်းအောင်မှာပဲ parameter နှစ်ခုကိုထည့်ထားပြီးတော့ break ကိုသုံးပြီးတော့ line တစ် line ကိုအောက်ကိုရောက်စေတာပေါ့နော် parameter တစ်ခုအောက်ကိုချထားတာအဲ့ဒီအတွက်ကြောင့်သူတို့နှစ်ခုက level တစ်ခုတည်းဖြစ်တဲ့အတွက်ဒီ line ကအဲ့ level အောက်မှာရောက်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့သူ့ကိုကျွန်တော်တို့ကနှစ်ခုခွဲလိုက်မယ် system type ကိုပြန်ထည့်လိုက်မယ် apply okay ဒါဆိုရင် diameter အဲ့တော့ diameter ကိုကျွန်တော်တို့အပေါ်ဘက်ချက်မှာထားမယ် diameter ကိုအပေါ်ဘက်ချက်မှာထားမယ်ပြီးတော့မှနောက်ထပ် create label ဒီတစ်ချက်နေမယ်အဲ့တော့ပြီးတော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ခဏ system type ဆိုတော့ထည့်မယ် okay system type ပြီး fit ပါမလို့ကျွန်တော်တို့ okay system type ရပြီအဲ့ဒီမှာတော့ကျွန်တော်တို့ကနှစ်ခုလုံးကဟိုဒီ left တွေ middle တွေလုပ်နေပြမလို့ပေါ့နော်အဲ့ကျွန်တော် left float ချင်လဲရတယ်ဒါတော့ကိုပေါ့ manually ညှိလိုက်တယ်ဆိုလဲရတယ်ဘာလို့ဆိုတော့တို့နှစ်ခုက label နှစ်ခုဖြစ်နေပြီဖြစ်တဲ့အတွက်ကျွန်တော်တို့အဆင်ပြေပေါ့နော်အဲ့တော့ system type ဒီမှာဒီလိုထည့်ပြီးပြီအဲ့တော့ log into project okay ဒါဆိုရင်ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်သူကဒီအပေါ်နဲ့အောက်နဲ့ကကျွန်တော်တို့ hydronic နော်supply နဲ့ခြားထဲမှာ line လေးတစ်ခုကသူ့ဘာသူပါသွားပြီပေါ့နော်ဒီဘက်ဒီမှာ flip ပါတယ်ကျွန်တော်ပြန်ဖြတ်လိုက်မယ်အခုနေထားတိုင်းကျွန်တော်တို့ကပြန်ပြီးတော့ထိုးမယ်ဆိုရင်ဒီလိုပုံစံလေးရမယ်ဟုတ်ပြီနော် okay ကလောလောပဲကျွန်တော်တို့ဒီမှာနည်းနည်းလေး adjust လုပ်လို့ရတယ်ဒါကဒီနားလေးပါနေတာ okay okay ဒါမျိုးပေါ့နော်ကျွန်တော်တို့ဒီမှာအလဲ line ကတိတ်အောက်ကိုမကြောက်ဆိုရင်ပြန်ပြီးတော့ညှိလို့ရသေးတယ်
အဲ့တော့ဒီလိုပုံစံနဲ့ကျွန်တော်တို့က tag တွေကိုဖန်တီးလို့ရတယ်အဲ့တော့တစ်ခါတလေမှာကျွန်တော်တို့က byte တွေကဒီလိုမျိုးအတဲ့တွေကြီးပဲရှိတာမဟုတ်ဘူးဒီလိုမျိုးအဆောင်တွေရှိတတ်တယ်ဒီကတော့ဒီလို sound နေတဲ့ဟာပေါ့နော် degree sound နေတဲ့ဟာတွေအဲ့တော့ကျွန်တော်တို့ကtag family create similar နဲ့ကျွန်တော်က leader ဖြောက်ပြီးတော့ကျွန်တော်ဒီလိုထိုးမယ်ပေါ့ဒီနားလေးမှာဒီလိုထိုးတယ်အဲ့မှာဒီမှာဆိုရင်သူကဒီလို day ကြီးပဲပေါ်နေတယ် byte တိုင်းလိုက်ပြီးတော့မပြောင်းသွားဘူးပေါ့နော်byte တိုင်းကျွန်တော်လိုက်ပြီးတော့ sound ဝေခြင်းနဲ့သူတို့sound ဝေခြင်းနဲ့ဆိုရင်ဘယ်လိုလုပ်လို့ရမလဲဆိုတော့ကျွန်တော်တို့က family ထဲဝင်လိုက်သူ့မှာပါလဲဆိုတော့ rotate with component ဆိုတာပါတယ်အဲ့တော့ rotate with component ဆိုတာနေ project ထဲနေ variety 50 version နေဒါဆိုရင်သူကပိုက်ရဲ့ sound တွေအတိုင်းလိုက်ပြီး sound သွားတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဒီ family မှာတော့တိတ်ပြီးတော့မလာဘူးပေါ့ဗျာဘာလို့ဆိုတော့ဘောင်ကြီးပါနေပေါ့အဲ့တော့တကယ်လို့ကိုက family ကိုဒီဘောင်လေးဖြုတ်လိုက်မယ်ဗျာကျွန်တော် diameter only ပဲသူ့ကိုသုံးလိုက်မယ် system type ကိုလည်းဖြတ်လိုက်မယ်diameter only ပဲသူတခုလဲဆိုတော့ကျွန်တော်တို့က center ပြန်ထားခြင်းလည်းရတယ်ကိစ္စမရှိဘူးပေါ့နော်သူကျွန်တော် move နဲ့နားလေးတိုးလိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့က create similar byte ပေါ်မှာတင်အောင်မလားဒီမှာတင်မလားဒီမှာတင်မလားဒီမှာတင်မလားဒီတိုင်း sound သွားပြီအဲ့ဒါဘယ်ကနေပြောင်းမလဲဆိုရင်ကျွန်တော်တို့ကတကယ်လို့ကိုယ့်ရဲ့ဒီ tag family ကိုelement တွေရဲ့ rotation တွေတိုင်းလိုက်ပြီးပြောင်းဝေခြင်းသူကဒီမှာဘာလို့ပေးထားမလဲဆိုတော့ flash ရမလို့ rotate with component ဆိုပြီးတော့ကျွန်တော်နှိပ်ထားခဲ့ရင်ရပါပြီဒါဆိုရင်ကျွန်တော်တို့ကဒီ family တွေရဲ့ tag family ကိုဖန်တီးလို့ရပြီပေါ့နော်အဲ့တော့ sorry family ရဲ့ tag family မဟုတ်ဒီ Revit ထဲမှာရှိတဲ့ element တွေရဲ့parameter တွေကိုအသုံးပြုပြီးတော့ tag family တခုကိုဖန်တီးလို့ရပြီအဲ့တော့ဒီ video မှာတော့ကျွန်တော်ကဒီရှိပြီးသား parameter တွေ system parameter တွေကိုအသုံးပြုပြီးတော့ပဲဒီ tag family တခုဖန်တီးသွားပါဘောเนาะအဲ့တော့တကယ်တမ်းကတော့ကျွန်တော်တို့ကလုပ်ငန်းခွင်မှာဆိုရင် share parameter တွေကိုအသုံးပြီးတော့လဲ tag family ကိုဖန်တီးရပါတယ်အဲ့တော့တကယ်လို့ share parameter နဲ့လောက်ထားတဲ့ family ဟိုဒီ tag family အကြောင်းသိချင်နေဆိုရင်လည်းအောက်က description ထဲမှာထည့်ထားတယ်အဲ့ဒါကိုမှသိပြီးတော့မလုံလောက်သေးဘူးထပ်ပြီးတော့သိချင်သေးတယ်ဆိုရင်လည်းကျွန်တော်တို့ comment ထဲမှာရေးထားခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်